iPhone တစ်လုံးဝယ်ပြီးဆိုရင်တော့အရင်ဆုံး Apple ID ဖွင့်ထားသင့်ပါတယ်။ Apple ID ဖွင့်ထားမှသာ iPhone မှာပါတဲ့ function အကုန်လုံးလေးပါးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အရင်ဆုံး Apple ID ဘယ်လိုဖွင့်ရမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်။ပထမဆုံး iPhone ရဲ့ setting တွေက sign into your Apple ID ကိုဝင်ပါ။ Apple ID အသစ်ပြုလုပ်မှာဖြစ်တာကြောင့် don't have an Apple ID ကိုနှိပ်ပါ။ပြီးနောက် create Apple ID ကိုနှိပ်ပါ။ကိုယ့်ရဲ့ first name, last name နဲ့ birthday တို့ကိုမှန်ကန်စွာဖြည့်စွက်ပြီး next ကိုနှိပ်ပါ။ email address တောင်းတဲ့အခါရှိပြီးသား Gmail ကိုအသုံးပြုလို့ရပေမဲ့တည်တံ့ iCloud Mail ပြုလုပ်ခြင်းတဲ့အတွက် don't have an email address ကိုနှိပ်ပါ။ iCloud Mail အတွက်နှစ်သက်ရာ username တစ်ခုထည့်ပြီး next ကိုနှိပ်ပါ။ Apple ID အတွက် password အသစ်ထားရမှာဖြစ်ပြီးအနည်းဆုံးအခရာ၈လုံး၊ခဏန်းတစ်လုံး၊ capital letter နဲ့ small letter တစ်လုံးစီမဖြစ်မနေထည့်ပေးရပါမယ်။ password မေ့သွားတဲ့အခါ recovery ပြန်လုပ်နိုင်ဖို့အတွက်ကိုယ်အသုံးပြုမဲ့ဖုန်းနံပါတ်တစ်ခုကိုရွေးချယ်သတ်မှတ်ပေးရပါမယ်။ Terms and Conditions တွေပေါ်လာရင် agree ကိုနှိပ်ပါပြီးရင် Apple ID ပြုလုပ်ပြီးပြီဖြစ်ပေမဲ့ apps တွေကို download လုပ်ဖို့အတွက်အဆင့်အနည်းငယ်ကျန်ပါသေးတယ်။ App Store ကိုဝင်ပြီး Facebook လိုမျိုး free app တစ်ခုကိုရှာပြီး get ကိုနှိပ်ပါအသစ်ပြုလုပ်ထားတဲ့ Apple ID နဲ့ password ကိုထည့်ပါထို့နောက် next ကိုနှိပ်ပြီး app ကို download ဆွဲနေပြီဆိုရင်တော့အောင်မြင်စွာပြီးဆုံးပါပြီApple နဲ့ပတ်သက်သမျှအားလုံးကို Apple ID နဲ့ login ဝင်ရတာဖြစ်လို့ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ဒီနည်းလမ်းလေးကိုသတိမထားမိရဲ့တငယ်ချင်းတွေအတွက်လည်း sharing လုပ်ပေးလိုက်ပါအောင်နော်။အရင်အသုံးဝင်တဲ့နည်းလမ်းလေးဖြစ်လို့အခုပဲစမ်းကြည့်ဖို့မမေ့ပါနဲ့နော်။